最有， ဆင်းလာပါပြီဆင်း 这最有也比比啦， တမန်ကြီးလေးပါလောက်နေရလေ 还傻逼， ဟုတ်လား 现在在香港车牌我那边喏， ဘာဖြစ်နေလဲတမန်ကြီးအလှပြင်မပြီးသေးဘူးလား 傻逼， ဘာတမန်အောင်ပြီးသွားပြီလှပြင်လားတမန်ဒီဇိုင်းကိုရှိုးလိုက်လှလား 阿妈耶，我那里那干嘛？俺老噜啦， ဟောလို့လေဒီမှာတို့ကဒီတိုင်းပဲလေနေတိုင်းကိုလှနေမှာ 好白逼，他是有吧？ တို့ကနေတိုင်းလှနေမှာတော့ 好白好白， အဲ့ဆိုရင်တမန်ကြီးတွေတောင်းဝင်လိုက်မယ်နော် 好白嘛也好。 အန်တီရေမော်နီပါ 这里那里来了就有， ဟုတ်ကဲ့ကျေးဇူးပါဟိုကလေ 这里摆上来， နနာအတွက်က 嗯， ရှမ်းခေါက်ဆွဲ 香港车， ကျေးရုပ်အတွက်ကတော့စားနေကြတာအန်တီသိပါတယ် 那里的喏， ဟုတ်ကျေးဇူးပါကျေးရုပ်ကတော့အများကြီးလို့ပါပဲ 那里玩，拿不背没喏，你接住没喏， ဟုတ်ကဲ့ပါဆိုင်ဝဲပို့လိုက်နော် 哎，不来没不来， ဆိုင်ရဆောင်နေမယ်အန်တီ 啊，你去买菜哟。 让开吧，让开。 这俩也拿了挂了多少？ ဘာလဲဘာကိစ္စလဲ 啊，哪能不就好？ မဲစကွန်စီကိုလာကြအောင်စားရတယ် 啊，交毛边这个金金路， ဟုတ်တယ်နာမည်လေးတော့အရင်ပြောင်း 知道叫这个人的酒里头好。 သူကဂျိုးသေးတယ်မကြိုက်ဘူးနော် 哪来个留下酒里酒里酒里呀酒里， ဟုတ်တယ်အဲ့မှာမမအမှတ်မှာပါ 啊，他那吧，对呀，玩了嘛，这个吧，咱们马路就能比得起，马路三块钱，哎，人家不是湖南的有地， ဘာလို့ပို့ 知道这些没给啥骗你多啊， စိတ်သိမကြည့်လို့ 我其他路的就没劲，马人家都是特别说的，哎呦，叫马也高了， ပြောပါအောင်စိတ်သိမကြည့်သေးဘူး 好，谁没记得？啊，去哪里？surprise 了没有？好，嘛，surprise 马着，哎，你那几位？ နည်းနည်းပေါ့ 好，你那边几个？ နည်းနည်းပဲကြည့် 要二十，哪几个？ ဆောင်းရလိုက်တည်တယ်ဆောင်းရရောဆောင်းတည်တယ်နောက်ဆုံးပြောပြမယ် OK， 39965639 329哎，朋友们就定了。 ဘယ်သူလဲ 我家这都来 credit story 啊，哎，白不呢白，朋友们。 ဟုတ်ပါဘူးအမ BJ တွေမကြိုက်ဘူး 好啦，嘛，没来了， အမ 知道 BJ တွေမကြိုက်ဘူး 啊， သူကအစိမ်လေးတွေပဲကြိုက်တယ် 给俺他那个，哎，朋友们真的了。 တင်းပြီတယ် 咱们就说谁都没记得个，叫连谁的连手的，连叫你来用， အဲ့ဆိုစောစောကတေးရှင်ဆိုတာဘာပြောတာ 叫谁没记得个，表情这个 တောင်ရဲ့လမ်းမှုနေတယ် 啊，这个吧，哦，用来谁的你呢？ တောင်ရဲ့လည်းအရမ်းမှုတာပဲရောက်သိကြည့်ပြီလား 啊，你来吧，你那几位谁看？ ဒီနေ့က 哎， ပြောပြရမယ်နော်တေးရှင်ဆိုတာဘာလဲဆိုတော့ပြောပြရမယ်နော်ရောက် 不要，好，几位谁几位？ ပြောပြတော့ 哎，不要呗，叫男生站一路远，立马。 တောင်လေးမသားလေး 这样就弄哪里？俺来也是哪种？人民也带。没来这里，以后回来干，那我妈我这边也把它不干，这天我把它就，这样你拿来高兴啊！光买游戏的生意叫啊！我都老板看你这个，都是我，看你这个，什么？我说，你这个我这样，先把你国家是个野菜，好的，啊，香港人上万家的，啊，没有包水个不？你来啥的，来不回来，有多少人呀？对啦，没有那个对啦，哎呀，第三呀，哎，麻烦。写了呀，拿光了。
ပါလေကိုပေါ်ရပြောက်ခေါ်လာတယ်ဘယ်လိုချင်လဲဆိုတော့ဟုတ်တယ် ကိုပြီးမှာတော့ချာလာဒီကိုဝင်လာကြတယ် ဘယ်လိုပါလဲဘာကောင်းလဲ ငါပါကိုစပလင်းလုံးချင်တယ်ဒီကမျက်နှာလေးလည်းနည်းနည်းကာလာလေးပဲ bright တော့လည်းလုံးချင်တယ် ကိုပြီးမှာတော့ကိုရမှာပြီးသားပဲပေါ့ ဒီမှာလေးမြောက်ပြန် 看球看球， ဟုတ်လို့လား 对，你俩 ဘိုးတော့မြောက်သွားတယ် 谁投那个？好球，今天哪个呀？ စင်ပြေတာရောစင်ပြေတော့ညီမရုပ်လက်ကအဲ့ဒါယူ ဟုတ်ပါပြီ ဒါဆိုရှင်ကိုကြီးဒီဘက်ကတော့နော် ဟာဟုတ်ပြီပါ တိုင်ဂါရီကဆောက်မယ်နော် အေး yes 那来过一边的追游戏的，没有跑路。 နေပါညီမလေး ကိုကြီးရဲ့မျက်နှာတွေကလေနေလောင်ထားတော့တိလားမျက်နှာလေးတွေကအရန်ကိုစားလို့နေရဲ့နေလောင်ပေါက်တွေနဲ့တိရမချူပေါက်တွေကျဲတယ်လို့ဖြစ်နေတိလားအခါကျတော့ကိုကြီးရောတမီးက next လက်ကပ်ပေးလိုက်မယ်ပြီးရှင်မျက်နှာလေးလည်းပေါင်းပေးမယ်တိလားလုံးဝဂလူးအောင်လုပ်ပေးလိုက်မယ်နော်ကိုနော် ညီမလေးတော့ကောင်းအောင်လုပ်နော် ဟုတ်ပါပြီတောင်းစီရမယ်ဖိတ်ချယုံလိုက်နော် ညီမလေးလက်တဲ့ကိုကြီးဘွားကြီးပေါင်းလာတယ် အရင်ပြောကောင်းတာနော်ရှင်တို့ရေပါတယ်လူတိုင်းကိုပြောနေကြစကားလေ ပြောဒီလိုစကားကဒီနေ့မှပေါင်းပြောရဲပြောတယ် ဟုတ်ပါပြီကိုတဲ့တီးတမ်းမလို့ရှင်တို့ချင်းပါဟုတ်တော့ 公益公益唱了两句，唱了两句。 ဘယ်ဟောလဲဘာလဲတော့ပါလဲဘယ်လောက်မှလည်းပြောတယ် 后妈戏， ပြီးပါ တန်းဟောညီမလေးမဟုတ်ဘူး တိုင်ပြော အေးပြီးပါ ရလိုက် ခုနညီမလေးကိုကြီးလှုပ်ပေးနေတာမဟုတ်လားဟုတ်ဆိုလား ဒီကိုရဲ့တခြားတော့ညီမလေးပဲလုပ်ပြီးနေရပြီးတဲ့ခါကျမှမကြည့်လို့မိုးထားရတာကိုအိပ်ပြတာ 你你当鬼， မပြေပါ 那个哪呢？ ဘူးကြားတယ်မယ်ဘောရအရောက်မှာပါ စင်ပြေမှာလား ပြေတာပေါ့တော်တော်ကောင်းပါရဲ့ခုနတဲ့ဆိုင်တော်တော်မိုက်ပါတယ် ကလေးတော့ဒီကြည့်နေလာတယ်ကြည့် ဟုတ်တယ်ကျုပ်ပြောမှန်နော်အားကြောင့်ဒီဆိုင်မိုက်တယ်ပြည့် အဲ့ဒါတော့ဘူးခေါ်လာတာ တပင်လုံးပါလို့ငင်းလာဂျေးချွလိုက်တော့ကောင်းတယ် ဒီလိုမျိုး မှန်ပါဘူး ဟေး ခေါင်းလေးလည်းခေါင်းနဲ့စီလေးပြလိုက်တယ်နော် ဟာကျေးဇူးပါ အမေရိကန်လမ်းဝင်ပြောတာ အတိုင်းမင်းကပြီးရဲတိုင်းပဲလေ အေးအဲ့ရပါတော့ မင်းကပို့လာတာ ဟိုပြီးတော့ချုံတော့ ဒုက္ခကြီးလေ ရဲနေမြောက်သွား ဒုက္ခကြီးရဲ့ ကဲဒီဝိုင်းဘလောက်ကြလည်းမီး စီရတော့အမျိုးဆောင်ရဲ့ကိုကြီး ဟုတ်လား ကောင်းကောင်းပဲပဲကြာ နော် ဘလို့ကြတော့ဒီမှာပြောတာပြော ဟောကိုကြီးရဲ့ဒီကုလုံးလေးရှော့ရှော့ ကိုကြီးမလာကြည့်တယ်နော်ညီမလေးကြည့်လို့ ဒီကုလုံးလေးရှော့မတော့ပေါင်းဝဲပဲရှူတာပြရကိုကြီးပြရမှာ 好笑啊！ ဒီဝိုင်းကိုကြီးလေအပြင်းဆိုင်နေမှာရှောင်းအဲ့တော့မကြောက်ဘူးဒီဝိုင်းက3000ကဘာတွေစိတ်ပဲသုံးတယ် ဟောတမီတော့ကိုကြီးရောမျက်နှာတော့လေကလေးစင်လုပ်ပေးလိုက်တယ်ပြီးလို့ရှိရင်မျက်နှာလေးကိုလည်းပေါင်းပေးလိုက်တယ်မျက်နှာလည်းပေါင်းတင်ပေးလိုက်တာကိုကြီးသိရမလားမိုးကဖြူပြီးမှကိုကြီးတော့အောင်တင်တယ်ပြီးရင်လေတမီကစေးကောင်းစားသုံးတာ စီးဆိုကောင်းစားတော့ဂျပန်ကနေလာတယ် ဒါကြီးရွေးအဲ့တော့ကွန်ဆောင်လာပြီထင်တယ် ဆောင်းလာတိုင်စကီဘိုးရချန်တော့ကွာနော် ဒီပါကျန်သားပါမြို့ကတိုက်ပါမယ်တိုက်သွားပေါင်းလိုက်ခိုင်း ပေါ်တော့ကွာ ဟဲ့ကိုကြီးငါတော့ကြံသေးတယ်နော် ဟုတ် 9000ပေးလိုက်ရောပေးလိုက်မယ် စီစုတမလည်း ကျေးဇူးတင်ပါတယ်ရှင်ပေးကြပါဦးကျေးဇူးပဲတော့ကိုကြီး ရပါတယ်ညီမလေး မိမရေ ဒီရတယ်မမလေးရှင် မင်းမျိုးကလက်ဖက်ထုတ်ကုန်ပြီလားဟာနည်းနည်းတုတ်ခဲ့ပါဦး အေးတောက်ဖက်မယ် တုတ်တာတုတ်တယ်မကုန်သေးနဲ့နော် လုံးဝမအောင်ဘူးပြောပြီ လာလာဆိုလာ
လိုက်တာအေးညလဲကိုပိုက်တော့ကိုတထောင်းလေတင်ကိုနောက်တစ်ခုမှမပါဘူး လက်ဆောင်ရတာတော့နှမျိုးလို့ကုန်ပါဆို စားစား အေးစောင်းကြီးအောင်ကြီးနဲ့လက်ဖက်လေးစားရတာငါပါလေစားတာဒါလေးကုန်ပါလို့ဒါနဲ့ဟဲ့မိမလည်းငါနုတ်ပြော လောဆိုင်ကောင်ဖာရှမ်းပါလေ ကျမ်းပါလေတော့ပြီးတော့လဲ သူ့စပင်ညက်တာယူပဲ ဟောလူဝင်တော့ကောင်းတာပေါ့ဒီစီးပွားရေးပို့ဖြစ်တာပေါ့ နင်းရလေကိုတိမိမလို့ငါပြောလိုက်ပေါ့ညံ့တာသူဒီဘွယ်ပြတာတော့ဟုတ်တယ်ဒါပေမဲ့ငါတို့ကအဲ့ဒါကိုအကြောင်းပြပြီးတော့ဆိုင်ငန်းကပူတူတောင်းလို့ရတယ်အဲ့ဒါကိုပြောတာ မလေးတော့ကိုဖို့တည်းရဲ့ရှင်ရလဲကိုအချင်းချင်းနေဘူးသူတို့စီးပွားရေးဖြစ်အောင်ကိုကကူညီပံ့ပိုးပေးရမှာအခုတော့ရှင်ရလဲစီးပွားရေးလေးဖြစ်တာနဲ့ဟိုဘေးတို့တောင်းမယ်ဆိုတော့လူကြားလို့မဟုတ်မကောင်း နင်းရလေလေသူတော်ကောင်းလီတဲ့နဲ့ငါပြောလိုက်လို့ရှိရင်ငါဖို့ဒီပတ်တန်ရှာနိုင်လို့နေလို့ရတာလှလှပပအမလီငါကျေးဇူးတင်ရမှာသိလားနောက်တစ်ခုကလေဖို့တီတို့မာမဖို့တီတို့တာမငါတို့နေလို့အတွက်ပို့ပြီးသင်ပြေမှာ ဟုတ်တော့ကိုဖို့တည်းရဲ့ရှင်ရလဲဘလို့မှပြောမရပါလားကျမနိုင်ငံမှာလေရှင်တို့လိုလူမျိုးတွေပေါ်နေလို့လူတွေဒုက္ခရောက်နေရတာဘဒူးတည်မတည်မိုင်းပြီးရောဆိုဖြစ်နေပြီကိုဖို့တည်းရဲ့ ငါလည်းနေကျွဲလက်ဖက်နဲ့ပြောခံတာမကမိဘူး။စကားများအနေနဲ့သွားအိုက်ရှမ်းမလေးဖုန်းဆက်လိုက်။ဒီလောက်ကုန်ကြလို့ရှိရင်လာတာတိုးတောင်းပြီလို့က ရှင်ကတိုးတောင်းလိုက်နေကျမမျက်နှာပူတယ်တော့ တို့ပါမင်းကလေးချင်းချင်းတော့နေပြောမှအဆင်ပြေပါလေ။ဟုတ်တယ်စကားပြောရင်တဲ့စင်မပြေဘူးလို့ပါမင်းကတော့ပြောလိုက်ဒီလောက်ကုန်ကြလို့ရှိရင်လာတာတက်ပြီလို့နော် ဟုတ်တော့ ။တော့ပါငါတို့အဆင်ပြေအောင်ပြောလာ သူဆန်လူကစတမာများများလာအောင်နော်အဲ့တော့တို့လည်းမျိုးမျိုးလေးရအောင်ပါ ညာတို့မနချင်းချက် ချိန်မိတ်ပါအောင်ကောင်းပါလေ တော့တော့ ဒီမကြီးတဲ့တဲ့လေးကြည့်လာ နေလာပါတယ်ရှင်တို့ ဘုံနာတော့ ဟယ်လို ဟယ်လိုညီမလေးနန္ဒာလား အော်ဟုတ်ကဲ့မမ အေးညီမလေးရဲ့ဒီလကုန်လို့ရှိရင်လေဖိုင်နန်းကရေ2သိန်းရနေပြီ2သိန်းခွဲတိုးတောင်းနေလို့ ရှင်အော်အဲ့တော့တိုးသွားရလား ဟုတ်တယ်မာကြီးလည်းနင်းကိုကြီးပြောခိုင်းတာလေလမ်းပြောရတာ ဟုတ်မမဟုတ် ရှေ့ကွယ်အားလေးနှမ်းကြောက်ကြနော်ညီမလေးဟေးဒါပဲနော်ညီမလေး ဟုတ်ကဲ့ မသိတော့ အမရေအရှင်ခွားရတော့မချလိုက်ပြန် ပါတယ် ကျမတို့ဒီကပုံနာနဲ့ဆိုင်သားကတိုးတောင်းမယ်တဲ့ ဒုက္ခပဲ အမလေးဟဲ့နင်းညက်လေးရလို့စုရမယ်မကြံသေးဘူး သမီးရဲ့ဒီခေတ်ကလာရင်မှာစုဖို့မပြောနဲ့စားဖို့တော့ရရင်နော်ကျင်းတဲ့နေရာမှာခေတ်ဆိုတော့မနာလို့နောက်တစ်ခါပို့ပြီးတော့ကျင်းထည့်ကြအောင်မှားလို့လုပ်ဖို့ကြိုးစားကြအောင်သမီးရဲ့အားမငယ်နဲ့နော်ဘာတက်နိုင်မှာလဲသူတို့ထူတောင်းတော့ပေးရမှာပေါ့